ရွာထဲမှာတော့မိုးခေါင်ရေရှာဖြစ်ပြီးငမုတ်ခေါင်းပေါက်မှုတွေကနေရာအနှံ့ဖြစ်နေပါပြီ။ဒီရွာမှာဆက်နေရင်တော့အကုန်ငတ်ကုန်တော့မှာပဲ။အလောက်ကန်ရဖို့အတွက်တခြားနေဘက်ကိုထွက်မှဖြစ်တော့မယ်။ကိုပုံးဟာအလောက်ကန်ရှာဖွေဖို့အတွက်အဝတ်တထုပ်ကိုတစ်ခုနဲ့သူ့ရွာလေးကိုဆွန့်ခွာလာခဲ့ပါတယ်။ခရီးနဲ့လာရင်နောက်ဆုံးမှာတော့အောင်သာရွာဆိုတဲ့ရွာကြီးတစ်ရွာကိုရောက်လာခဲ့တာပေါ့။အဲ့ဒီရွာမှာသူတဲခိုဖို့နေရာလည်းမရှိတီးတဲ့သူလည်းတယောက်မှမရှိသလိုလှုပ်ရှားအလုပ်လည်းမရှိသေးပါဘူး။လမ်းလျှောက်ရင်လိုက်ဆောင်စမ်းကြည့်တော့အဲ့ဒီရွာမှာအင်မတန်ချမ်းသာပြီးလေယာမြေအများကြီးပိုင်နဲ့ဦးဘွားဆိုသူရှိတယ်ဆိုတာသိလိုက်ရပါတယ်။ကိုကုန်းကလည်းလှုပ်ရညာဦးဘွားရဲ့အိမ်ကြီးရှေ့ကိုရောက်သွားပြီးအကျိုးအကြောင်းပြောပြလိုက်ပါတယ်။အဖကြီးကျွန်တော်ကိုကုန်းမှာတခြားရွာကနေလာတာပါ။ကျွန်တော်တို့ရွာမှာတော့မိုးခေါင်ပြီးငတ်မုတ်ခေါင်းမှုတွေဖြစ်နေလို့လူတွေရဲ့လေကွင်းတွေလည်းအခွဲ6တွေ့ကုန်ပါပြီ။ရွာသားတွေလည်းရေတစက်အတွက်တောင်အတော်လေးဒုက္ခရောက်နေကြရပါတယ်။အဖကြီးစီမှာကျွန်တော်အတွက်အလုပ်လေးတစ်ခုခုများရှိရင်ကူညီပေးပါအောင်ဗျာ။အိုးကြည့်ရတာမင်းရဲ့ချင်းညာတော်တော်လေးဆိုးရွားနေတဲ့ပုံပဲအေးလေငါမှအလုပ်တစ်ခုတော့ရှိပါတယ်ဒါပေမဲ့မင်းလုံနိုင်ပါမလားတော့မသိဘူးအဖကြီးဘာမှစိတ်မပူပါနဲ့ဘလို့အလုပ်ပဲဖြစ်ဖြစ်ကျွန်တော်ကိုပေးနိုင်ပါတယ်ကျွန်တော်အစွမ်းကုန်စူးစမ်းပြီးရိုးရိုးသားသားနဲ့လုပ်ကင်သွားမှာပါအေးဒါဆိုလဲတေးချနားထောင်ငါမှနွားမကြီး90နဲ့ကျွဲ90ရှိတယ်မင်းကအဲ့တရိတ်ဆန်တွေရဲ့နောက်ချီတွေကိုနေ့တိုင်းသိမ်းရမယ်ပြီးတော့မနက်ညနေ့တိုင်းပဲသူတို့ကိုအစာကျွေးရေးတိုက်တာတွေလုပ်ပေးရမယ်ဒီအလုပ်အတွက်လက်ကုန်ရင်မင်းကိုမွေးနေရပေးမယ်ပြီးတော့မနက်စာနဲ့ညစာကိုလည်းငါဘက်ကအလကားကျွေးမယ်ကဲဘယ်လိုလဲမင်းဒီအလုပ်ကိုလုပ်နိုင်ပါမလားအမလီနွားနဲ့ကျွဲအကောင်တရားကိုထိရတာမလွယ်လောက်ပဲဒါပေမဲ့ငါမှတခြားရွေးချယ်စရာမှမရှိတာဦးဘွားထမင်းနဲ့လည်းကျွေးအောင်ပါဆိုတော့ကောင်းပါပြီအဖကြီးကျွန်တော်ဒီအလုပ်ကိုလုပ်ပါမယ်ဒါပေမဲ့မြတ်ထိုင်ရက်ခံချင်တာလေးတော့တခုရှိလို့ပါအေးပြောလေကိုပေါ့ဘာဖြစ်လို့လဲအဖကြီးအခက်ခဲမရှိဘူးဆိုရင်ကျွန်တော်နွားတင်းကုတ်ထဲမှာပဲနွားတွေနဲ့အတူအိတ်လို့ရမလားဗျာကျွန်တော်ဒီရွာကိုအခုမှရောက်ဘူးတာဆိုတော့တဲခုစရာနေရာမရှိလို့ပါအဖကြီးရဲ့ဦးဘွားကတော့ခဏလောက်တော့စဉ်းစားပြီးကိုပုံးကိုအထက်အောင်အကဲခက်ကြည့်ပြီးတဲ့နောက်ပြောလိုက်တာကတော့အေးလေမင်းနွားတင်းကုတ်ထဲမှာပဲနေချင်လဲနေပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဖကြီးအဲ့ဒီချိန်အားစားပြီးကိုပုံးဟာနွားတင်းကုတ်မှာပဲတဲခုပြီးသူ့လုပ်တွေကိုစလုပ်ပါတော့တယ်သူကနေတိုင်းစောစောထပြီးတော့နွားမကြီးတွေနဲ့ကျွဲတွေရဲ့နောက်ကြီးတွေကိုသိမ်းတယ်အစာကျွေးတယ်အချိန်မှန်မှန်လေးရေတိုက်ပါတယ်နေ့တိုင်းပဲကိုပုံးဟာသူ့အလုပ်ကိုရိုးသားကြိုးစားစွာနဲ့လုပ်ကင်ခဲ့တာပေါ့ဦးဘွားကလည်းကိုပုံးရဲ့အလုပ်ပေါ်စိစက်သေးချမှုကိုအတော်လေးသဘောကျလာပါတယ်ကိုပုံးမင်းရဲ့လုပ်ကင်ပုံတွေကိုငါတကယ်ပဲသဘောကျမိတယ်ကွာမင်းကနွားတွေကျွဲတွေကိုတကယ်ကယူတစိုက်ဖြူစုတတ်တာပဲအဲ့ဒါကြောင့်နွားနို့တွေကလည်းအရင်ကထက်အရည်သွေးတွေပိုကောင်းလာသလိုနွားမတွေကလည်းနှုတ်ပိုပေးလာကြတယ်ကွာအဲ့ဒါကြောင့်ဒီနေ့ကစပြီးမင်းရဲ့လစာကိုငွေ400ထိတိုးပေးလိုက်မယ်အဖကြီးကိုတကယ်ပဲကျေးဇူးတင်ပါတယ်ဗျာဒီလိုနဲ့ပဲရက်တွေအကုန်ဆုံးလာခဲ့ပါတယ်ကိုပုံးကဦးဘွားစီမှာအရန်ကိုစူးစမ်းပြီးရိုးရိုးသားသားနဲ့အလုပ်လုပ်ခဲ့တာပေါ့တဖြည်းဖြည်းနဲ့ကိုပုံးစီမှာပတ်စံလေးတွေအတော်အသင့်စုမိဆောင်မိလာပါတယ်အဲ့ဒီပတ်စံလေးတွေနဲ့ပဲသူကကိုပိုင်နေထိုင်ဖို့အတွက်တေးသေးမွားမွားတိတ်တာတာအိမ်လေးတစ်လုံးကိုဆောက်လုပ်နိုင်ခဲ့တာပေါ့နွားတင်းကုတ်ထဲမှာအိတ်ခဲ့ရတော့နှာခေါင်းထဲမှာနွားချေတဲ့ကအခုထိမထွက်သေးဘူးအခုတော့လေကိုအိမ်လေးနဲ့ကိုစိတ်အေးလက်အေးအိတ်ရတော့မှာပဲအဲ့ဒီချိန်အားစားပြီးကိုပုံးဟာဦးဘွားစီမှာအလုပ်လာလုပ်တယ်ထမင်းနဲ့စားတယ်ပြီးရင်တော့ညဘက်မှာသူ့အိမ်လေးကိုပြန်ပြီးအိတ်ဆက်နာယူပါတယ်ဒီလိုနဲ့ပဲနှစ်တည်းအတော်ကြာကုံဆုံးသွားခဲ့တာပေါ့ကိုပုံးရဲ့စူးစမ်းမှုကြောင့်သူ့စီမှာပတ်စံတွေအတော်လေးစုမိနေပါပြီဒီနေ့မှာတော့ကိုပုံးဟာသူ့ရဲ့စိုးရိမ်ပူပန်မှုကိုဦးဘွားစီကိုဒီလိုလေးဖွင့်ဟပြောလိုက်ပါတော့တယ်အဖကြီးဒီနေ့ခေတ်ရွာထဲမှာခိုးမှုတွေကအရန်များလာတယ်ဗျကျွန်တော်စီမှာလည်းအလုပ်လုပ်ရင်စုဆောင်လာတဲ့ပတ်စံလေးတွေအတော်အသင့်ရှိနေပြီအဲ့ဒါတွေကိုအိမ်ထဲမှာပဲတင်ထားတာပါဒါပေမဲ့အဲ့ဒီပတ်စံတွေခိုးခံရမှောင်ကျွန်တော်တော်တော်လေးစိုးရိမ်နေမိတယ်အဖကြီးသိတဲ့အတိုင်းကျွန်တော်ကတနေ့ကုန်ဒီမှာပဲအလုပ်လုပ်နေရတာညဘက်ကျမှအိမ်ပြန်အိပ်ရတာဆိုတော့လေးဖက်ဆိုအိမ်ကလူမရှိဘူးလေပတ်စံတွေပါသွားမလားဆိုပြီးတွေးဖို့နေရတယ်ဗျာအေးမင်းပြောတာလည်းဟုတ်တာပဲကိုပုံးရဲ့နေတိုင်းလိုရွာထဲမှာတခိုးအတက်ခံရတဲ့သတင်းတွေလည်းကြားနေရတာမင်းကြီးကလည်းတနေ့ကုန်လူမရှိပဲဟာလာဟင်းလင်းဖြစ်နေတာဆိုတော့ပစ္စည်းပျောက်ဖို့ကတော့တေချာတဲ့လောက်ပဲကွာဦးဘွားကခဏလောက်စဉ်းစားပြီးတော့ကိုပုံးကိုအကြံပေးလိုက်ပါတယ်ကြည်စမ်းကိုပုံးဒီလိုအချိန်မျိုးမှာမင်းရဲ့ပတ်စံတွေစိတ်ချလက်ချသိမ်းထားလို့ရမယ့်နေရာဆိုလို့ဒီရွာမှာတနေရာပဲရှိတယ်အဲ့ဒါကတော့တကြီးမင်းရဲ့အိမ်ပဲညာတကြီးမင်းရဲ့အိမ်ဟုတ်လားဟုတ်တယ်ကိုပုံးဒီရွာကတကြီးမင်းကအရန်ယိုသားပြီးသဘောကောင်းတယ်လို့လူတွေပြောကြတာငါကြားဘူးတယ်ပြီးတော့သူ့အိမ်မှာလည်းကင်းဆောင်နေအဆောင်လျှောက်တွေကအများကြီးရှိတာဆိုတော့ကိုးခံရဘူးဆိုတာမဖြစ်နိုင်တဲ့လောက်ပဲမင်းရဲ့ပတ်စံတွေသူ့စီမှာသွားထားလို့ရတာပေါ့အော်အဲ့လိုလားအဖကြီးဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီနေ့ပဲကျွန်တော်တကြီးမင်းကြီးစီကိုသွားပြီးအကျိုးကြောင့်ပြောပြကြည့်လိုက်ပါမယ်အဲ့ဒီနေ့မှလည်းပဲကိုပုံးဟာတကြီးမင်းရဲ့အိမ်ကြီးစီကိုအပြေလွှာသွားလိုက်ပါတော့တယ်တကြီးမင်းအိမ်ကိုရောက်သွားတဲ့အခါအပေါက်ကအဆောင်ကအရင်တားတာပေါ့ဟဲ့လူနေအောင်ဘယ်ကိုဇွတ်တိုးဝင်နေရလဲအဲ့ဒီမှာတင်ရက်လိုက်စမ်းဟုတ်ကဲ့ပါဗျာကျွန်တော်တကြီးမင်းနဲ့တွေ့ချင်လို့ပါ
အရေးကြီးကိစ္စလေးရှိလို့ပါ။ဘာကိစ္စလဲ။ငါ့ကိုအရင်ပြောစမ်း။ကျွန်တော်ရဲ့စုဆောင်ထားတဲ့ပတ်စံလေးတွေကိုတကြီးမင်းစီမှာအပ်ထားခြင်းလို့ပါ။အဲ့ဒီအတွက်လာထားတာပါ။အေးဒါဆိုရင်တော့အထဲကိုဝင်သွားလို့ရတယ်။ကိုပုံးလည်းအထဲရောက်တော့တကြီးမင်းကိုနှုတ်ဆက်လိုက်ပါတယ်။တကြီးမင်းခင်ဗျာကျွန်တော်ကိုပုံးပါ။ဦးဘွားရဲ့နားတင်းကုန်းမှာအလုပ်လုပ်နေတာပါ။လွန်ခဲ့တဲ့နှစ်နဲ့ငယ်မှာတခြားရွာကနေဒီကိုရောက်လာခဲ့တာပါ။အော်အေးကိုပုံးဘာကိစ္စရှိလို့ငါစီရောက်လာတာလဲပြောပါအောင်ကွာ။ဒီလိုပါတကြီးမင်းကျွန်တော်ဦးဘွားစီမှာအလုပ်လုပ်လာတာနှစ်တော်ကြာပါပြီ။အလုပ်လုပ်ရင်းနဲ့ပတ်စံလေးတွေလည်းအတော်အသင့်စုဆောင်မိလာပါတယ်။ဒါပေမဲ့အခုတလောရွာထဲမှာခိုးမှုတွေကအရင်များနေလို့စိုးရိမ်မိနေတယ်ဗျာ။အဲ့ဒါကြောင့်ကျွန်တော်ရဲ့ပတ်စံတွေကိုအိမ်မှာပဲထားမှာတော်တော်လေးကြောက်နေပြီလို့ပါတကြီးမင်းရဲ့။အေးဒါနဲ့မင်းစုထားတာဘယ်လောက်တောင်ရှိလို့လဲကွာ။ကျွန်တော်စီမှာအားလုံးပေါင်း9800လောက်ရှိပါတယ်တကြီးမင်း။ဒါကနည်းတဲ့ပမာဏမှမဟုတ်ပဲ။တော်တော်များသားပဲ။တကြီးမင်းရဲ့ရိုးသားဖြောင့်မတ်မှုအကြောင်းလူတွေပြောကြတာကျွန်တော်အများကြီးကြားမှုပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ရဲ့စုဆောင်ငွေလေးတွေကိုတကြီးမင်းစီမှာခိတ္တခဏအပ်ထားခြင်းလို့လာခဲ့တာပါဗျာအေးပါကိုပုံးရမင်းကြားတဲ့အတိုင်းပါပဲမင်းရဲ့ပတ်စံတွေငါစီမှာရှိနေသေးရတော့လုံးဝကိုဘေးကင်းလုံခြုံနေမှာပါအခုကစားပြီးဘာမှစိုးရိမ်မနေနဲ့တော့ငါအကုန်လုံးတောင်းယူပေးမယ်ကိုပုံးလေးစိတ်အေးသွားပြီးသူ့ရဲ့ပတ်စံအိတ်လေးကိုတကြီးမင်းလက်ထဲကိုအပ်လိုက်ပါတော့တယ်ဒီမှာအားလုံးပေါင်း9800တိတိပါတကြီးမင်းလိုရမရရေတွက်ကြည့်ပေးပါအောင်ခင်ဗျာရေတွက်နေဖို့မလိုပါဘူးကွာမင်းကဥပွားရဲ့လူပဲငါမင်းကိုအပြေဝယုံကြည်ပါတယ်ကွာတကြီးမင်းကိုတကယ်ပဲကျေးဇူးတင်ပါတယ်ဗျာအခုတော့ကျွန်တော်တခိုးတွေကိုကြောက်နေဖို့မလိုတော့ဘူးကျွန်တော်ပတ်စံတွေကစိတ်ချရတဲ့လက်ထဲရောက်သွားပြီဆိုတော့ဝမ်းသာလိုက်တာဗျာအိုးကိုပုံးရကိစ္စမရှိပါဘူးကွာမင်းရဲ့ပတ်စံတွေကိုငါစီမှာယုံကြည်နဲ့လာအပ်တဲ့အတွက်ငါထောင်မင်းကိုကျေးဇူးတင်ရမှာပါကိုပုံးလည်းပတ်စံတွေအပ်ပြီးတာနဲ့စိတ်အေးလိမ့်နဲ့အိမ်ပြန်သွားတော့တာပေါ့သူထွက်သွားတာနဲ့တကြီးမင်းကတော့ဟာကိုပုံးမင်းရဲ့ပတ်စံတွေကငါလက်ထဲမှာရှိနေတာမှပိုပြီးကြည့်ကောင်းတာကွာဒီလိုနဲ့ပဲကိုပုံးဟာဦးဝါစီမှာရိုးသားသားနဲ့ဆက်ပြီးအလုပ်လုပ်လာခဲ့လိုက်တာနောက်တဲ့2နှစ်လောက်တောင်ကုန်ဆုံးသွားခဲ့ပါတယ်ဒီနေ့မှာတော့ကိုပုံးစဉ်းစားမိတာငါဦးဝါစီမှာအလုပ်လုပ်လာတာလဲနှစ်အတော်ကြာပြီဦးဝါလူကောင်းတစ်ယောက်ပါဒါပေမဲ့ငါကိုယ်တိုင်လဲကိုပိုင်လဲမြေလေးဝယ်ပြီးအားထုတ်ကုန်ဆိုင်လုပ်ခိုင်ချင်နေမိတယ်အဲ့ဒါမှလဲငါလဲလူကုန်တန်တစ်နဲ့ဖြစ်လာမှာအခုငါစီမှာစုထားတဲ့ပတ်စံလေးတွေရဲ့တကြီးမင်းစီမှာအပ်ထားတဲ့ပတ်စံတွေရဲ့ပေါင်းလိုက်ရင်တော့လေကွက်လေးတစ်ခွက်တော့ဝယ်လို့ရလောက်ပြီဒီနေ့ပဲတကြီးမင်းစီသွားပြီးပတ်စံတွေပြန်တောင်းရမယ်ကိုပုံးလည်းတကြီးမင်းအိမ်ကိုရောက်သွားပြီတကြီးမင်းခင်ဗျာကျွန်တော်အပ်ထားတဲ့ပတ်စံလေးတွေကိုပြန်ယူမလို့လာတာပါအရင်ကကျွန်တော်9800အပ်ထားခဲ့တယ်လေအိုးလူကြီးမင်းကျွန်တော်ခင်ဗျားကိုမမှတ်မိဘူးဗျနေအောင်ခင်ဗျားကဘာလုပ်လဲဟာတကြီးမင်းကလည်းကျွန်တော်ကိုပုံးလေလွန်ခဲ့တဲ့နှစ်နဲ့ငယ်ကပတ်စံတွေလာအပ်ခဲ့တာလေမှတ်မိပြီလားဗျအလုပ်ကိစ္စနဲ့ဆိုတော့ငါစီမှာလူတွေကအများကြီးလာအပ်ကြတာပဲလေငါလည်းအားလုံးနဲ့ရင်းရင်းနှီးနှီးဆက်ဆံတတ်ပါတယ်ဒါနဲ့မင်းမအထောက်ထားစာရွက်စာတမ်းတွေပါရှိလေငါပတ်စံကိစ္စဆိုရင်စာချုပ်စာတမ်းနဲ့ပဲလုပ်တာလေဘယ်သူကဘလောက်ပေးတယ်ဘယ်သူပတ်စံဘလောက်ရှိတယ်ဆိုတာစရင်အင်းနဲ့ရှိရမယ်ကွာတကြီးမင်းဘာတွေပြောနေတာလဲဗျာကျွန်တော်တကြီးမင်းရဲ့ရိုးသားမှုကိုယုံကြည်လို့လာအပ်ခဲ့တာပါအခုကျမှဘာလို့ဒီလိုတွေပြောနေရတာလဲကျေးဇူးပြုပြီးကျွန်တော်ပတ်စံတွေပြန်ပေးပါဗျာကိုပုံးငါရိုးသားသားလောက်ကင်နေလို့ပဲမင်းကိုထောက်ထားတောင်းနေတာပေါ့ကွာပတ်စံကိစ္စပြောကြပြီဆိုရင်တရားဝင်စာချုပ်ရှိရမယ်ဆိုတာမင်းမသိဘူးလားစိတ်တဲ့သူကိုမေးကြည့်လို့ရတယ်ကွာမလောက်ပါနဲ့တကြီးမင်းရဲ့ကျွန်တော်တောင်းပန်ပါတယ်ဗျာကျေးဇူးပြုပြီးကျွန်တော်ပတ်စံလေးတွေပြန်ပေးပါဗျာဒါတွေကကျွန်တော်အပင်ပန်းခံပြီးစုထားရတဲ့ပတ်စံလေးတွေပါကျွန်တော်အပေါ်ဒီလိုမတရားမလုပ်ပါနဲ့တကြီးမင်းရဲ့ဟဲ့ကောင်မင်းကဘာတွေလာပြီးဟန်ဆောင်ကိုပြနေရလဲကြည်ရတာမင်းကလူလိမ့်မယ်ငါရဲ့ရိုးသားမှုနဲ့အေးအေးဆေးဆေးနေတတ်တောင်အခွင့်ကောင်းယူပြီးပတ်စံကိုလာလိမ့်နေရလားမင်းကနောက်မလိမ့်ရင်အောင်ဆုံးမပေးလိုက်မယ်တကြီးမင်းကသူ့တပည့်တွေကိုခေါ်ပြီးတော့ကိုပုံးကိုရိုက်နှက်ခိုင်းလိုက်ပါတော့တယ်သူတတိလစ်သွားတဲ့အချိန်ကြီးရိုက်ကြစမ်းဒီလိုအစ်မရှိတဲ့ကောင်ကငါရဲ့တိတ်ကောင်ကိုလာဆော့ကားတယ်တကြီးမင်းရဲ့တပည့်တွေကကိုပုံးကိုတုတ်တင်နဲ့တကုံရိုက်နေကြပါတယ်ကိုပုံးလည်းစိတ်ရောကိုပါနာကျင်ပြီးအိမ်ကိုမနှဲပြန်လာခဲ့ရတာပေါ့ဒဏ်ရာတချက်တွေကအထင်သာမြင်နေရပါတယ်ဒဏ်ရာတွေကအရန်နာကျင်လို့ကိုပုံးတယောက်ဥပွားစီမှာအလုံးမစင်နိုင်တာ2ရက်ရှိသွားပြီပေါ့အဲ့ဒါကြောင့်နောက်တနေ့မှာတော့ဥပွားကိုယ်တိုင်ကိုပုံးစီရောက်လာခဲ့ပါတယ်ကိုပုံးတယောက်ညောင်ဆောင်ပေါ်မှာလဲလျောင်ပြီးအရန်ကိုစိတ်ညစ်နေတာကိုတွေ့လိုက်ရတာပေါ့ကိုပုံးမင်းအလုံးမလာတာ2ရက်ရှိပြီနော်ဘာဖြစ်လို့လဲနေမကောင်းလားတခုခုအခက်အခဲရှိနေလို့လားဟာအဘကြီးကိုယ်တိုင်ရောက်လာတာလားအဘကြီးလူလွှတ်လိုက်ရင်ကျွန်တော်ကိုယ်တိုင်လာခဲ့မှာပေါ့ရပါတယ်ကိုပုံးရမင်းကြည့်ရတာနေမကောင်းတဲ့ပုံပဲဘာဖြစ်တာလဲပြောပါအောင်ကျွန်တော်ဘာပြောရမလဲအဘကြီးဟာလွန်ခဲ့တဲ့နှစ်ကကျွန်တော်ပတ်စံသွားခဲ့တဲ့တကြီးမင်းကအခုကျွန်တော်ပတ်စံတွေကိုပြန်မပေးတော့ဘူးဗျသူကအရန်လောဘကြီးတဲ့သူပဲလူတွေကိုလိမ်ညာနေတာကျွန်တော်ငိုယိုပြီးတောင်းပန်တော့လေသူ့လူတွေကိုဒုံးနဲ့ရိုက်ခိုင်းပြီးကျွန်တော်ကိုအိမ်ပြင်ရောက်အောင်တွန်းထုတ်လိုက်ကြတယ်ဗျာအမလေးဗျာဒါကတော့တော်တော်လေးဆိုးတာပဲငါတကြီးမင်းကိုလူကောင်းလို့ပဲကြားဘူးလားဒီလောက်ထိရုံမှလိမ့်မယ်လို့မထင်သားမိဘူးအခုမှပဲစဉ်းစားမိတော့တယ်
သူ့ရဲ့စီးစိမ်ညာနှစ်တိုင်းဘလို့လို့ဒီလောက်တိုးနေတာလဲဆိုတာငါ့ကိုခွန့်လို့ပါကိုပုံရငါကိုယ်တိုင်မင်းကိုတကြီးမင်းစီသွားခိုင်းခဲ့တာဆိုတော့ငါမှလည်းအပြစ်ရှိပါတယ်မဟုတ်တာပဲအဘကြီးကကျွန်တော်တို့စေတနာနဲ့အကြံပေးခဲ့တာပဲဒါကတကြီးမင်းရဲ့လောဘကြောင့်ဖြစ်ရတာပါအခုတော့ကျွန်တော်ပတ်စံနေပြန်ရဖို့လမ်းမမြင်တော့ဘူးဗျာကိုပုံစိတ်မပူနဲ့မင်းရဲ့ပတ်စံနေပြန်ရအောင်ငါမှအကြံတစ်ခုရှိတယ်ဥပွားကိုပုံရဲ့နာနာကိုကပ်ပြီးအကြံစီအားလုံးကိုတူတူလေးပြောပြလိုက်ပါတယ်ကောင်းပါပြီအဘကြီးအပေါ်ကဖျားသခင်ကပဲဒီအစီအစဉ်ကိုအောင်မြင်ပါစေလို့ဆုတောင်းရမှာပဲနောက်တစ်နေ့မှာတော့ဥပွားပတ်စံအများကြီးထည့်ထားတဲ့လက်ဆွဲတက်တာကြီးတစ်လုံးကိုယူပြီးတကြီးမင်းအိမ်ကိုကိုယ်တိုင်သွားပါတော့တယ်ဟာဥပွားပါလားဒီနေ့ကိုယ်တိုင်ရောက်လာတာဆိုတော့ထူဆန်းလာပြီလားပြောပါဦးဒီလိုစေးရသားတွေကိုဘလို့အကြောင်းကြောင့်ကြွလာရတာလဲတကြီးမင်းကလည်းကျွန်တော်အားနာစရာတွေပြောနေပြန်ပါပြီဗျာဒါနဲ့ကျွန်တော်နောက်နောက်ပိုင်းမှာတခြားပြည်နယ်ဘက်ကိုကုန်သွယ်မှုသွားမှာမို့လို့ပါကျွန်တော်မှအခု350လောက်ရှိတယ်အဲ့ဒါတွေကိုအိမ်မှာထားခဲ့ရင်တခုခိုးခံရမှာကြောက်လို့ဒါကြောင့်ကျွန်တော်ရဲ့ပတ်စံတွေကိုတကြီးမင်းစီမှာခေတ္တခဏသိမ်းပေးထားလို့ရမလားဒီရွာမှာတကြီးမင်းကလွှဲရင်ကျွန်တော်ဘယ်သူမှမယုံကြည်လို့ပါဟာဥပွားကလည်းဒါမျိုးကမင်းနေစရာလို့လားဗျာဥပွားရဲ့ပတ်စံတွေကကျွန်တော်စီမှာဆိုရင်လုံးဝဘေးကင်းလုံခြုံနေမှာပါစိတ်အေးလက်အေးနဲ့သာကုန်သွယ်ဖို့သွားနိုင်ပါတယ်ဗျဟာဒီတစ်ခါတော့ငါကြီးတကောင်တော့ဟတ်မိပြီဟဲ့ဒီလိုခွင့်ရမျိုးကတော့ခဏရတာမဟုတ်ဘူးအထုပ်ကြီးတော့အပန်ရတော့မှာပဲအဲ့ဒီချိန်မှာပဲအစီအစဉ်တိုင်းကိုပုံကအိမ်ထဲကိုရောက်လာပါတယ်ဟာကိုပုံမင်းလာတာအတော်ပဲငါလည်းမင်းစီကိုလာမလို့ပဲကွာငါ့ကိုခွင့်လို့ပါကွာအဲ့ဒီနေရာလူတွေအများကြီးနေဆိုတော့မင်းကိုတေချာမမိလိုက်လို့ပါငါပြောတဲ့အတိုင်းဒီတဲ့လူစားမျိုးပါနေအောင်မင်းရဲ့ပတ်စံကြီးအခုပဲပြန်ပေးမယ်တကြီးမင်းကဥပွားရဲ့350ကိုရချင်စောနဲ့ကိုပုံရဲ့ပတ်စံ9800ကိုချက်ချင်းပဲပြန်ထုတ်ပေးလိုက်ပါတော့တယ်ကိုပုံရငါ့ကိုခွင့်လို့ပါကွာအဲ့ဒီနေရာငါတပည့်တွေကမင်းပေါ်ရန်ဆိုင်လုပ်ခဲ့မိတာတွေအတွက်လည်းအားနာပါတယ်သူတို့ကိုဒီနေ့ပဲငါအလုပ်ကထုတ်ပြလိုက်ပါမယ်ကိုပုံကတော့ဘာမှပြန်မပြောပဲသူ့ပတ်စံအိတ်ကိုယူပြီးထွက်လာခဲ့ပါတယ်ဟာတကြီးမင်းကတော့တကယ်ကိုဂတိတည်တဲ့သူပဲဗျတော်ပါပြီတဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့ပတ်စံတွေကိုတကြီးမင်းစီမှာအပ်ထားခဲ့လို့ရပြီပေါ့ဗျာဥပွားကအဲ့လိုပြောနေတော့မှပဲဥပွားရဲ့အိမ်စီတယောက်ကအစီအစဉ်တိုင်းအိမ်ထဲကိုအပြေလွှာနဲ့ရောက်လာပါတယ်အဘကြီးအခုတခြားပြည်နယ်ကိုသွားစရာမလိုတော့ဘူးဗျအခုလေးတင်ကုန်းတယ်တွေစီကနေသတင်းစကားရောက်လာတယ်သူတို့ကိုယ်တိုင်ပဲကျွန်တော်တို့ရောလာခဲ့ကြမယ်တဲ့ဗျာဟာဒါဆိုရင်တော့အတော်ပဲပေါ့ငါလည်းအဝေးကြီးသွားစရာမလိုတော့ဘူးတကြီးမင်းကြားတယ်မလားကုန်းတယ်တွေကဒီကိုပဲလာကြတော့မှာဆိုတော့ဒီပတ်စံတွေကိုတကြီးမင်းစီမှာအပ်ထားဖို့မလိုတော့ဘူးပေါ့ဘာပဲဖြစ်ဖြစ်တကြီးမင်းရဲ့စေတနာနဲ့ရိုးသားမှုတော့တကယ်ပဲကျေးဇူးတင်ပါတယ်ဗျာနောက်တစ်ခါလိုရင်တော့တကြီးမင်းစီပဲအရင်လာခဲ့ပါမယ်အဲ့လိုပြောပြီးဥပွားနဲ့သူ့အိမ်စီက350ထဲထားတဲ့တက်တာကြီးကိုပြန်သေးပြီးပြန်လက်ထွက်ခဲ့ကြပါတယ်သွားပြီ350လဲလက်လွတ်လိုက်ရပြီကိုပုံးစီကလိန်ထားတဲ့9800လဲပေါသွားပြီငါတော့အတော်ကိုရှုံးသွားတာပါပဲအဘကြီးကိုတကယ်ပဲကျေးဇူးတင်ပါတယ်ဗျာအဘကြီးသာဒီနေ့မကူညီတော့ကျွန်တော်အပင်ပန်းခံပြီးစုဆောင်းထားသမျှချွေးနှင်းစာလေးတွေအကုန်ပါသွားတော့မှရပါတယ်ကိုပုံးရရိုးသားနဲ့အပင်ပန်းခံရှာဖွေစားတော့တဲ့သူကိုဖျားသခင်ကဘယ်တော့မှပြစ်မထားပါဘူးကွာမတရားတဲ့နည်းနဲ့တခြားသူရဲ့ချွေးနှင်းစာလိုချင်တဲ့သူကတော့နောက်ဆုံးမှဒီလိုပဲအရှက်ရပြီးဆုံးရှုံးရမှာပဲအခုလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်